ဒီနေ့ကကြတော့ခန်းကြီးပေါ့F5ခန်းကြီး10လုံးကိုလေ့လာမယ်F5နော်F5ခန်းကြီး10လုံးဒါ11 day challenge လေးလုပ်ပေးမယ်ပေါ့နော်ဘာလို့ဆိုတော့17ရက်အတွင်းမှာ F5 ခန်းကြီး130ကို ပြီးတော့လည်းပြန်ပြီးရအောင်ပေါ့နော်လုပ်ပြီးတော့မယ်ဗီဒီယိုလေးဖြစ်ပါတယ်ဒါတော့ first day ပေါ့ပထမဆုံးနေ့လေးပါဒီအလေးကိုရမလို့ခေါ်ပါတယ်ဆက်ပြပေးပါမယ်အရင်ဆုံးလေကောင်းအကြောင်းလေးဆွဲမယ်ပြီးလို့ရှင်ပြီးနောက်ကြောင်းဒီလိုဆွဲမယ်သူ့ရဲ့အတန်ကရမလို့ခေါ်တယ်တခြားစကားလုံးနဲ့ပေါင်းလို့ရှင်သူ့ရဲ့အနမီတန်ကစံလဲရတယ်စံလဲရရမဒါဒီအလေးကိုမြင်လို့ရှင်ဒါရမပေါ့နော်ပထမဆုံးတစ်လုံးရမဒီဒါဆိုရရမဆိုဘာလဲဆိုတောင်ဆိုရဟာမျိုးလေးဒါဒီစကလုံးလို့ရှင်ရမသူ့ရဲ့တန်ကရမတခြားစကလုံးနဲ့ပေါင်းလို့ရှင်စံဒါမို့ရှင်စံတောင်ရှင်စံအဲ့သွားတယ်အဲဆိုဖူဂျီစံဆိုဖူဂျီတောင်ဇန်ကကျတော့တူဇန်ဆိုလို့ရှင်တောင်တချင်းပေါ့တူဇန်ဆိုရင်တောင်တချင်းဒီလိုသုံးလို့ရတယ်ဒါရမပြန်ဆွဲပြပေးမယ်နားလေးမှာဆွဲပြလိုက်မယ်နော်အရင်ဆုံးဒီလိုလေးဆွဲမယ်ပြီးဒီလိုလေးဆွဲလိုက်မယ်ဒါကရမဒါပထမတစ်လုံးနောက်တစ်ခုကကြတော့နှစ်အခုကကြတော့အရင်ဆုံးဒီလိုတစ်ချောင်းဆွဲမယ်ပြီးအလေးကောင်းကြီးဆွဲမယ်ပြီးနောက်ကကြတော့ဒီလိုမျိုးတစ်ချောင်းဆွဲလိုက်ဒါကခဝါရှိသူရဲ့အတန်ခဝါရှိမယ်ဂါဝါရှိမယ်နော်နောက်ခုကခဝါဂါဝါဘာလဲဆိုလို့ရှင်သူကမြစ်ဒီခန်းကြီးလေးကမြစ်ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်ဒီခန်းကြီးကမြစ်သူရဲ့အတန်တကခဝါရှိမယ်ဂါဝါရှိမယ်ခဝါရှိမယ်ဂါဝါရှိမယ်သူရဲ့အတန်တွေကခဝါရှိမယ်ဂါဝါရှိမယ်သူရဲ့မြန်မာလိုတိပေကမြစ်ပေါ့မြစ်ချောင်းပေါ့လို့မျိုးတောင်းတယ်အမေဇုံမြစ်ဆိုလို့ရှိရင်အာမေဇုံကာဝါပေါ့နော်အာမေဇုံမြစ်နောက်ကအမေဇုံကာဝါပေါ့အမေဇုံမြစ်ပေါ့အေယာဝတီမြစ်ဆိုရင်အေယာဝတီကာဝါပေါ့အေယာဝတီမြစ်အကုန်သုံးလို့ရတယ်ဒါမြစ်အစင်တောင်ဆိုတဲ့ခန်းကြီးလေးကတချောင်းဆွဲမယ်ပြီးရင်ဒီလိုလာမယ်ပြင်တာဒါရမဆိုတဲ့တောင်သူ့ရဲ့အတန်ကရမဆန်ရှိမယ်ဇန်ရှိမယ်နောက်ခုကကျတော့ဒါခါဝါပေါ့နော်ခါဝါရဲ့ဒီမြစ်ရဲ့ဟွာလေးရဲ့ဒီလိုချောင်းဆွဲမယ်အလေကောင်ချောင်းဆွဲမယ်နောက်ဆုံးချောင်းဆွဲလိုက်ဒါကမြစ်ဆိုတဲ့ခန်းကြီးခါဝါရှိမယ်ဂါဝါရှိမယ်သူ့ရဲ့အတန်နောက်ခုတောင်းလုံးမြောက်ခန်းကြီးကိုတွားကြည့်ပေးမယ်တောင်းလုံးမြောက်ခန်းကြီးကကြတော့တောင်းလုံးမြောက်ခန်းကြီးကဒီလိုလေးတွားမယ်သူကတာဆိုရဲဒီဘယ်လိုပြောမလဲဟောပေါ့တာဆိုတာကလေကွက်နော်သူရဲ့အတန်ကတတန်ရှိမယ်နောက်ကဒန်းတန်ရှိမယ်တန်လည်းတော့တန်ပေါ့တတန်ရှိမယ်တန်ရှိမယ်တရှိမယ်တန်ရှိမယ်ဟုတ်ပြီနော်သူရဲ့အတန်ကတရှိမယ်တန်ရှိမယ်ပေါ့ဒီမဲ့ဒါကဘာလဲဆိုရင်လေကွက်ဆိုတဲ့ခန်းကြီးလေးလေကွက်ဆိုတဲ့ခန်းကြီးဒါလေကွက်ဆိုတဲ့ခန်းကြီးရွေးကြည့်မယ်ဒီလိုတစ်ချောင်းဆွဲမယ်ပြီးလို့ရှင်ဒီလိုဆွဲမယ်ငါတို့ဒီတော့ကလေးဆွဲပြီးလေကောင်ကြားချလိုက်တယ်လို့ပဲဒါကဘာလဲဆိုရင်တမ်ဘိုဆိုတဲ့လေကွက်တမ်ဘိုသူရဲ့တန်ကတတန်ရှိမယ်တန်းတန်ရှိမယ်သူလို့ရှင်ဒီမှာတမ်ဘိုးစင်ဒါလေကွက်ပေါ့လေကွက်ခန်းကြီးလေး
ဟုတ်ပြီနော်ဒါရာမတောင်ခန်းကြီးဒါကမြစ်ခန်းကြီးဘယ်လိုရှင်ဒါပါလဲဆိုရင်လေကွက်ခန်းကြီးနံပါတ်4ကကျတော့နေခန်းကြီးလေးတော့မယ်နေခန်းကြီးဒီလိုလေးဆဲမယ်ဒါနေခန်းကြီးလေးဆဲမယ်ဒါကဟီတရားကကျတော့ဟီလေးထိလူပြောမယ်အတန်ထွက်တယ်ကြည်လေးရတယ်နိချီလေးရတယ်နောက်ခေါ်နိလေးရတယ်နောက်ခေါ်ကျတော့ကြီးဆိုလေးရတယ်ဒါတန်းတော့များသူရဲ့ဟာကကျတော့နေပေါ့နော်နေလို့တောင်းလို့ရတယ်နေလို့တောင်းလို့ရပေါ့သူရဟာတကယ်နေဗျာနေဒါပေမဲ့လို့သူဘယ်လိုပြောမလဲနေပါတုံးတဲ့ခါမှာလဲတုံးနေပေါ့နေဘာနေညာနေဆိုရင်ဒီနေကိုတုံးနေပေါ့တင်းရင်းနေဆိုရင်နေချီရောပြီးဆိုရင်တင်းရင်းနေချီရောပြီးဆိုရတဲ့တန်းရှိတယ်ဒါပြီးပေါ့ဒါကနေခန်းကြီးလေးပြန်ဆွဲပြပေးမယ်ဒီလိုသွားမယ်ပြီးလို့ရှင်ဒီလိုသွားမယ်ဒါကနေခန်းကြီးလေးဖြစ်တယ်နော်အရင်ဆုံးခန်းကြီးကိုရင်ဆုံးမှတ်ပေးမယ်ကွာနောက်မှစာတွေကကွာနကိုပြန်လေးလာမယ်ဘယ်လိုဆိုခန်းကြီးစကလုံးမြင်တာနဲ့ဒီခန်းကြီးဘယ်ခန်းကြီးတခြားစကလုံးနဲ့ပေါင်းရင်ဘယ်တန်ဆိုတာကိုနောက်ထပ်မှဆွဲနေအောင်တီးမှအဆင်ပြေမှာပေါ့နော်တခြားအရာတွေကဒီမြန်မာလုံးရင်ဆုံးကိုကမြန်မာဖြစ်တဲ့မြန်မာလုံးရင်ဆုံးမှတ်ထားပြီးတော့မှနောက်မှတခြားစကားလုံးနဲ့ပေါင်းရင်နေဖြစ်သွားတဲ့အတန်ကိုတစ်ခါတည်းမှတ်ထားအဲ့လိုမျိုးမှတ်မှရမယ်နော်ဒါဆိုလို့ရှိရင်ဒါတောင်ခန်းကြီးပေါ့သူကရာမလို့ခေါ်တယ်သူနောက်တခြားစကားလုံးနဲ့တွေ့လို့ရှိရင်ဖြစ်သွားတဲ့အတန်ဆန်ရှိမယ်ပေါ့ဒါဆိုလို့ရှိရင်ဒါမြစ်ခန်းကြီးလေးခါဝရှိမယ်ကာဝရှိမယ်ဒါမြစ်ပေါ့နော်နောက်ခုကကြတော့ဒီမှာဒါကကြတော့ဒါလေကွက်ခန်းကြီးလေးသူတန်ကတာရှိမယ်တန်းရှိမယ်ဒါလေကွက်ခန်းကြီးလေးတုံးနဲ့တန်ဖို့ဆိုရင်လေကွက်ပေါ့နောက်ခုဒါကြတော့နေခန်းကြီးလေးဒါကနေခန်းကြီးကကြတော့ပြောပြမယ်နေဆိုရင်ဟိပေါ့ဟိဆိုရင်နေဒီတလုံးနဲ့ဆင်းပါလေဆိုရင်နေခန်းကြီးပဲတုံးလို့ရတယ်နေပေါ့အဓိကနေကြည့်ရပြီဆိုရင်တနင်္ဂနွေနေ့အိုးလည်းနေခန်းကြီးတုံးလို့ရတယ်နန်းရောပြီဆိုရင်ဘယ်နေလဲပေါ့အဲ့လိုမျိုးတုံးလို့ရတယ်နေလည်းတုံးလို့ရတယ်နေလည်းတုံးလို့ရနော်ဘက်ငါကကြတော့ဒီဘယ်လိုလာမယ်ဆိုလို့ရှိရင်ဘယ်လိုလာမယ်ဒါစခီဆိုရလာစခီဆိုရင်ဘာလာလို့အသေးပဲထွက်တယ်သူရဲ့နောက်ထပ်အတန်ဘာရှိလဲဆိုလို့ရှိရင်ကားဆိုရှိမယ်ကဲဆိုရှိမယ်သူကဒီခန်းကြီးကလာခန်းကြီးလေးညင်ငန်းတလို့ရှိထိုးလေးဆွဲမယ်ပြီးမြင်းလေးပိတ်ဒီလိုလေးဆွဲလိုက်ပြီးရင်လည်းကောင်းနှစ်ချက်လေးဆွဲလိုက်ဒါကစချီဆိုတဲ့လာစခီဆိုတဲ့လာခန်းကြီးလေးသူရဲ့တန်တကဘာဆိုရှိမယ်ကဲဆိုရှိမယ်ဒီခန်းကြီးကိုမြင်တဲ့ပါလို့ဆိုရင်လာခန်းကြီးဆိုသိရမယ်ကဲဆိုတာကလာဒီလာကကြတော့ဒီစခီဆိုတဲ့လာကမိုးဝါလာဒီကားစွတ်တဲ့ကဲစွတ်တို့ဆိုတာကဒီတစ်လပိုင်းနှစ်လပိုင်းဒီလနောက်လအဲ့လိုသုံးတဲ့အခါမှာဒီကားစွတ်နဲ့ကဲစွတ်နဲ့အသုံးတာလာလို့မတူဘူးเนาะဒီစခီဆိုတဲ့လာကကောင်းငင်ဘောကလာဒီကားစွတ်တဲ့ကဲစွတ်တို့ကကြတော့တစ်လပိုင်းနှစ်လပိုင်းဇန်နဝါရီလဖေဖော်ဝါရီလအဲ့လိုသုံးတဲ့လဒီစကလုံးမြင်တာနဲ့လာဆိုတိထားတယ်ဟုတ်နော်ဒါငါလုံးများစကလုံးပေါ့နော်လာခန်းကြီးလေးဒီဘက်6လုံးများစကလုံးသွားမယ်6လုံးမြောက်စကလုံးလေးကကြတော့ဟိဆိုတဲ့ခန်းကြီးလေးဟိဆိုတာနေလုံးခန်းကြီးလေးတက်တလို့လေးသွားမယ်အရင်ဆုံးသွားပြီးတော့လို့ရှိရင်နောက်ထပ်တလို့လေးထပ်သွားမယ်ပြီးရင်တလို့လေးလာမယ်ဒါကဟိဆိုရမီခန်းကြီးလေးအခုကသူတန်ကခါဆိုရတန်ရှိရဟုတ်နော်ခါဆိုရအတန်ရှိရဟိဆိုလို့ရှိရင်ဒါမီခန်းကြီးလေးပေါ့ဒါက
မိခန်းကြီးလေးဒါကဟိနောက်တော့သူရဲ့နောက်ထပ်အတန်ကနောက်ထပ်စကလုံးနဲ့တွေ့လို့ရှင်သုံးတဲ့အတန်ကခသူရဲ့ရေဝင်ကင်းကြီးကတစ်ချောင်းလာမယ်လူတစ်ချောင်းလာမယ်လေကောင်းနေပြီးတော့တူလေးဖြားထွက်သွားအဲ့ဒါကိုဟိဆိုတဲ့မိခန်းကြီးပဲဒါမိအော်ပြောစင်ပါကောက်လိုက်ဟိဆိုရင်မိလေးရှိမှာပေါ့နော်ဟုတ်နေပြီကန်ကြီးလေးရှိမယ်သူကတခြားစကလုံးနဲ့ပေါင်းလို့ရှင်သူရဲ့အတန်ကခါဖြစ်သွားမယ်ဟုတ်ပြီနော်ဒါဟိဆိုရဲမိခန်းကြီးဒီစလုံးမြင်တာနဲ့ဒါဟိဆိုရဲမိခန်းကြီးသူ့အတန်ကခါရှိမယ်ခါကြီးတို့ဘာလို့ဆိုမီလောင်ခြင်းဆိုလို့ရှင်ဒီခါကိုသူကတခြားစကလုံးနဲ့တွဲသွားဖြစ်တဲ့အတွက်ခါနဲ့သုံးလိုက်တယ်ဒီစလုံးနဲ့ဆိုဟိဆိုရဲမိဟုတ်နော်အခု7ကကြတော့ရင်ဆုံးဒီလိုလေးဆွဲမယ်ပြီးလို့ရှိရင်ဒီလိုလေးဆွဲလိုက်ပြီးတော့ဆုတ်ချက်လေးပါပေါ့နော်တော့ဒီလိုလေးဒါကဘာခန်းကြီးလဲဆိုရင်မီဇူဆူအီဆိုရရှိဆူအီလေးရတယ်မီဇူလေးရတယ်သူရဲ့ဒီပရိုဂရမ်နဲ့ဒီလိုရေးလိုက်မယ်နော်ဒါကမီဇူဆိုလို့ရှိရင်ရှိဒါရင်ဆုံးတော့လိုက်မယ်မီဇူဆိုလို့ရှိရင်ရှိတခြားစကလုံးနဲ့ပေါင်းလို့ရှိရင်သူရဲ့အတန်ကဆူအီရေးပြပေးမယ်ရင်ဆုံးဆွချက်လေးရဘယ်လိုဆွဲမလဲဆိုရင်ဒီဆွဲလိုက်မယ်ဒီလိုတစ်ချက်ဆွဲမယ်ပြီးရင်သူနဲ့မထီတထီလေးမှာလေကောင်မြင်းဆောင်ဆွဲပြီးရင်နောက်ထပ်ဒီလိုလေးဒီလိုဆွဲလိုက်ဒါကမီဇူဆိုရရေခန်းကြီးဒီခန်းကြီးကရေခန်းကြီးသူရဲ့နောက်ထပ်တခြားစလုံးနဲ့တွေ့လို့ရှင်သုံးတဲ့အတန်ကဆူအီဆိုတဲ့အတန်တော်လေးရှိရယ်ဆူအီပေါ့နော်ပြီးလို့ရှင်နောက်ထပ်တစ်ခုရှိမယ်နောက်ထပ်ရှစ်လုံးများစကလုံးလေးတွားပေးမယ်ရှစ်လုံးများစကလုံးလေးကကြတော့ငါတို့ plus လေးတွားမယ်ပေါ့အပေါင်းလက္ခဏာလေးဒီလိုလေးအပေါင်းလက္ခဏာကိုမှဘေးနားမှာတုတ်ချောင်းလေးထည့်လိုက်မရလွယ်အောင်တော့အပေါင်းလက္ခဏာရင်ဆွဲပြီးတုတ်ချောင်းလေးတွေဘေးနားလေးဖြာထွက်တဲ့ပုံစံလေးဆွဲလိုက်မယ်ဒီဟာလေးဒီလိုလေးကြည့်တပင်ရဲ့အမြင့်လေးနဲ့မတူလားအဲ့ဒါကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ဒါကတပင်ခန်းကြီးခီဆိုရဲဒါတပင်ခန်းကြီးသူရဲ့တခြားစကားလုံးနဲ့တွေ့လို့ရှိရင်တောင်းတဲ့အတန်ကမုကုဆိုရမုကုဆိုရင်သူရဲ့တခြားစကားလုံးနဲ့တွေ့ရင်သူရဲ့အတန်မုကုဆိုတဲ့အတန်ပြောင်းလာမုကုရောပြီးဆိုလို့ရှိရင်တော့ဒါပါလေးလို့ဆိုရင်ဘုဒ္ဓဟူမုကုရောပြီးဆိုရင်သူဟာဇာတာပရိနိလို့ခေါ်တယ်မုကုရောပြီးဆိုလို့ရှိရင်ဇာတာပတိနိဟုတ်နော်ခိုင်းလိုက်သွားလိုက်နော်ခိစင်တပင်မုကုရောပြီးဆိုရင်ဒါဇာတာပရိနိဖြစ်တယ်ဆိုရင်တပင်ပြပေးမယ်အပေါင်းလက္ခဏာလေးကိုဖြားထွက်သွားတယ်အဲ့ဒီကခိဆိုရပါလို့ဆိုရင်တစ်ပင်လေးဒီခန်းကြီးမြင်ဒါတစ်ပင်ခန်းကြီးဆိုတော့သိရမယ်ဒါတစ်ပင်ခန်းကြီးနံပါတ်9ကုလုံးများစကလုံးလေးတောင်းမယ်ကုလုံးများစကလုံးလေးကရင်ဆုံးတလို့လေးဆွဲလိုက်ဆွဲပြီးတိုင်းနှစ်ချောင်းဆွဲမယ်လေကောင်တစ်ချောင်းဆွဲလိုက်ပြီးလို့ရှိရင်ပြီးနေမှာချစ်ဆွဲပြီးရင်တက်တယ်ဆွဲလိုက်ပြပေးမယ်ဒါပါခန်းကြီးလေးဆိုလို့ရှိရင်ခနေဆိုတဲ့ခန်းကြီးပတ်ဆိုင်ခန်းကြီးပေါ့ခနေသူ့ရဲ့အတက်တန်ကခင်းပါပြီနော်ဒါပိုက်ဆံပေါ့ပိုက်ဆံခန်းကြီးနော်ပိုက်ဆံခန်းကြီးပြန်ဆွဲပြပေးမယ်ဒီတော့ခေါင်းမိုးလေးရှိမှာပေါ့ခေါင်းမိုးလေးထဲမှာညီမြအောင်လို့ဒီမှာလေကောင်ထောက်တန်လေးရှိတယ်ညီမြလေးခွဲပြီးတော့မှတုံးနေပေါ့ဘိုးဘက်ဒီဘက်ညီမြနဲ့လေကောင်တွေမှာတုံးနေအဲ့ဒါကိုဘာလဲဆိုရင်ခနေဆိုရဲ sorry ခနေဆိုရဲဒါပိုက်ဆံအခုကကျတော့သူရဲ့နောက်ထပ်အတန်းကခင်
ခနဲတော့အိုခနဲရှေ့မှာအိုလေးတော့ထည့်ပြီးရယ်အိုခနဲဆိုလို့ရှိရင်ဒါပိုက်ဆံအိုခနဲဆိုလို့ရှိရင်ပိုက်ဆံဒါကပိုက်ဆံခန်းကြီးလေးနောက်ကို10လုံးမြောက်ခန်းကြီးကကြတော့လို့ဆမ်လေးဆိုရင်သူကိုရှင်းဆုံးဒီလိုမျိုးတခြား30ပါပဲ10လေးဆက်ဆွဲတိုင်းဒီဒုတိယအကြောင်းဒီအကြောင်းထက်နောက်ထပ်ဒုတိယအကြောင်းရှိရမယ်ဒါကိုစချီလို့ခေါ်တယ်ဒါမီပေါ့မီကြီးခန်းကြီးလေးမီကြီးခန်းကြီးဒါစချီသူရဲ့တခြားစကားလုံးနဲ့တွဲပြီးသုံးမယ်ဆိုလို့ရှိရင်သူရဲ့အတန်ကဒိုရှိမယ်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 စချီဆိုလို့ရှိရင်ဒါမီကြီးပေါ့နော်လို့သုံးရရတယ်သူရဲ့ရေပုံရင်းနေတဲ့ရင်းစုံဒီလိုဆွဲမယ်30ရင်းစုံဆွဲလိုက်ပါနော်30ဆွဲပြီးတော့ဒုတိယအကြောင်းကဒီနောက်ထပ်ဒုတိယဆွဲမဲ့အကြောင်းကဒီအကြောင်းတက်ပို့ပြီးနည်းနည်းရှည်ရမယ်ဒါကချီဆိုတဲ့မြေကြီးပေါ့မြေကြီးခန်းကြီးလေးစင်ဒီအဖိုင်မှာဆိုလို့ရှိရင်ခန်းကြီးအလုံး130ရှိရဲအဲဆိုတစ်နေ့ကို10လုံးပဲလုံးမယ်ဆိုရင်တောင်မှ17ရက်နဲ့ခန်းကြီးပြတ်တယ်ပေါ့နော်အဲဆိုအစနေပြန်ပြပေးပါမယ်နံပါတ်1ကတောင်ခန်းကြီးလေးကိုဘယ်လိုဆွဲမလဲဒီလိုဆွဲလိုက်မယ်ပြီးရင်နောက်ထပ်တစ်ချက်ဒါကတောင်ခန်းကြီးလေးပါသူရဲ့အတန်ကယာမဆိုတဲ့တောင်တခြားစကားလုံးနဲ့တွဲလို့ရှိရင်ဆန်ရှိမယ်ဇန်ရှိမယ်ဆန်ဆိုရင်ဘယ်လိုပြောမလဲဖူဂျီဆန်နော်ဖူဂျီဆန်ဇန်ဆိုလို့ရှိရင်တူဇန်တောင်တက်ချင်းရှိမယ်နောက်ခုနှစ်စကားလုံးကကြတော့ဒီလိုတခြားဆွဲမယ်ဒါမြစ်ခန်းကြီးလေးပေါ့နော်လေကောင်ချဆွဲနောက်ဆုံးတခြားရှိလေးဆွဲလိုက်မယ်ဒါကမြစ်ခန်းကြီးလေးကကြတော့ဒါမြန်မာမျိုးလေးရေးပေးလိုက်ပါတော့ဒါမြစ်ခန်းကြီးလေးသူကခါဝါရှိမယ်ဂါဝါရှိမယ်နောက်ထပ်ပေါ်လို့ပြောမယ်နောက်ထပ်စကားလုံးလေးတစ်ခုပြောပြပေးမယ်နောက်ထပ်စကားလုံးလေးကနံပါတ်3ဒါ revision ပြန်နေဖြစ်သွားပြီပေါ့နော်ဒါကနံပါတ်3ကကျတော့လေကွက်ခန်းကြီးလေးဒီလိုရင်ဆွဲမယ်ပြီးရင်ဒီဘက်ကိုဆွဲဒါကတမ်ဘိုးဆိုတဲ့လေကွက်ခန်းကြီးလေးသူကတာရှိမယ်တန်းရှိမယ်သူဟာဒါလေကွက်ခန်းကြီးလေးပေါ့နော်အခုနံပါတ်4ကကျတော့နေခန်းကြီးလေးဆွဲမယ်ဒါကနေခန်းကြီးလေးနေရမယ်နိုင်နေဆိုရမယ်ပေါ့နော်နိုင်နေဆိုတာကျတော့တနင်္ဂနွေနေ့စနေနေ့အကုန်လုံးသုံးရတယ်နေနောက်ခုနံပါတ်5စကားလုံးလေးနံပါတ်5စကားလုံးလေးကရှည်လေးချောင်းထိုးမယ်ပြီးရင်အပေါ်ပိတ်လိုက်ပိတ်တိုင်းတဲ့လေးဆွဲပြီးရင်အလေကောင်းနှစ်ချောင်းဖြစ်လိုက်ဒါကလာခန်းကြီးလေးပါလဲစင်လာခန်းကြီးဘယ်လိုလားဆိုရင်ကောင်းကင်ဘဝလာဆိုရင်စုခိဆိုတဲ့ကောင်းကင်ဘဝလာလေးရှိမယ်နောက်ခုကကျတော့ကာဆွရှိမယ်ကဲဆွရှိမယ်ကာဆွတို့ကဲဆွတို့ဆိုရင်ဒီလာတို့တော့ဇန်နဝါရီလဖေဖော်ဝါရီလအကုန်သုံးလို့ရတဲ့လာလေးပေါ့ရှိမယ်ပေါ့နောက်နံပါတ်6စကလုံးနံပါတ်6စကလုံးကကျတော့ဒီလိုတစ်ချက်ဆွဲမယ်ပြီးဒီလိုတစ်ချက်ဆွဲမယ်ပြီးရင်လေကောင်းလေးကနေဖြားထွက်သွားတဲ့ပုံစံလေးဒါကကျတော့ဟီဆိုတဲ့နေခန်းကြီးလေးနေsorry တောင်းပါမယ်ဒါ sorry ဟီရတူတော့လို့ဒီကလည်းဟီပဲနော်ပြတ်သွားတယ်ဒါလည်းဟီပဲဒါမဲ့သူကနေခန်းကြီးဟီဒီကကျတော့ဟီတော့ဟီပဲဘာဟီလဲဆိုလို့ရှိရင်မီဆိုတဲ့ခန်းကြီးလေး sorry မီဆိုတဲ့ခန်းကြီးလေးဒါကမီခန်းကြီးနောက်ခုကကျတခြားစကားလုံးနဲ့ပေါင်းမစင်သူရဲ့အတန်ကခါဆိုတဲ့အတန်ရှိရပေါ့နော်ခါကြီးစင်မီလောင်ခြင်းဒီမှာဆိုရင်ဒါနောက်နံပါတ်9ကကျတော့ဒီလိုဆွဲမယ်သူကကျတော့ရေခန်းကြီးမီစုဆိုတဲ့ရေခန်းကြီးလေးသူတခြားစကားလုံးနဲ့တွဲမယ်ဆိုသူကဆူအီဆိုတဲ့အတန်လေးရှိရပေါ့နော်ဒါရေခန်းကြီးရှစ်လုံးမြောက်သွားမယ်ရှစ်လုံးမြောက်က30လေးဆွဲလိုက်ဘေးနားနေမှာဖြာထွက်သွားမယ်တကိုင်းရဲ့အမြင့်လို့ဒါကိုဘာလို့ခေါ်လဲဆိုရင်တပင်လို့ခေါ်တယ်တပင်ပေါ့နော်တပင်ဒါဘာလဲဆိုရင်ခီဆိုတဲ့တပင်သူရဲ့တခြားတန်တက်ကမိုခု
မခုရောပြီးဆိုလို့ရှိရင်ဒါဟာကြာတာတိနေပြောချင်တာမခုဒါကတစ်ပင်နောက်ဘက်ကိုလုံးမြစကလုံးလေးကိုလုံးမြစကလုံးလေးကအင်ခေါမိုးလေးထဲမှာညီမြတ်မြတ်နောက်တစ်ခုကဒီထောက်တန်းလေးနဲ့ပေါ့နော်ဟိုဘက်ဒီဘက်နဲ့တုံးနေပါလဲဆိုရင်ခါနေဆိုတဲ့မွေပေါ့မွေအောင်ရှင်ပိုက်ဆံပေါ့ပိုက်ဆံလည်းတုံးရမွေပိုက်ဆံပေါ့ဒါခါနေသူရဲ့နောက်ထပ်အတန်တစ်ခုတခြားဆိုတော့လည်းတုံးခြင်းတော့ခင်းဆိုတဲ့ပိုက်ဆံပေါ့ဒီကဥခါနေခါနေနောက်တော့ခင်းပေါ့ခါနေဆိုတဲ့အတန်ရှိမယ်ခင်းဆိုတဲ့အတန်ရှိမယ်ဒီကိုစကလုံးလေးကတော့ဒီမှာ30လေးဆွဲလိုက်မယ်နောက်ထပ်ဆွဲမယ်အကြောင်းကဒီဒုတိယဒီပထမသူဆွဲထားတဲ့ဟာတက်နည်းနည်းရှိရမယ်ဒါပခန်းကြီးလေးစင်တာစွတ်ချီဆိုတဲ့မြေခန်းကြီးလေးစွတ်ချီဆိုတဲ့မြေခန်းကြီးလေးတွေ့တခြားအတန်ကတိုးရှိမယ်ဒိုးရှိမယ်နော်တိုးရှိမယ်ခုဒါ10လုံးလေးပြန်ပြောပြရပါတော့ဒီခန်းကြီးလေးမြင်ရာမရာလေးဆိုရင်ခါဝါဆိုတဲ့မြစ်ဒါဆိုရင်တမ်ပိုဆိုတဲ့လေကွာလေးဒါဆိုလို့ရှိရင်ဟီဆိုတဲ့နေခန်းကြီးလေးဒါဆိုရင်ဒီခန်းကြီးလေးမြင်တာနဲ့ဒါလာခန်းကြီးလေးဒါကဟီဆိုတဲ့မီခန်းကြီးလေးဒါကမီစုရှိမယ်ဒါရေခန်းကြီးလေးပေါ့နော်အခုဒါလေးကကျတော့ဒီကဖြားထွက်နေပုံစံလေးဒါခီဆိုတဲ့တစ်ပင်ခန်းကြီးလေးဒါကကျတော့အမိုးလေးအောက်မှာဘဲလန်နဲ့အမြတ်မြတ်သုံးနေရတာပါလို့ဆိုရင်ခါနဲ့ပိုက်ဆံခန်းကြီးလေးဒါကကျတော့ဒီမှာ30ပေါ်မှာတော့ဘဲလန်ရှိသူလည်းနေနေဟန်စစနေနေပါလေမြေကြီးပေါ်မှာပေါ့အဲ့ဆိုတော့ဒါလေးကမြေကြီးခန်းကြီးလေးပါဒီနေ့အတွက်ကတော့ခန်းကြီး5ခန်းကြီးဆေးလုံးပြီးတော့ပါပြီရှင်နောက်နေ့မှလည်းဝင် join ပြီးဖို့ဖိတ်ခေါ်ပါရရှင်ဒီနေ့ကဒါကတော့17ရက် challenge ပေါ့နော်11 day challenge ပါဒီနေ့ကို5ခန်းကြီးဆေးလုံးပြပြပေးမှာပါ5ခန်းကြီးလုံး130ရှိပါတယ်chicken ခန်းကြီးလေးပေါ့အဲ့ဒါလေးအကုန်လုံးကိုဒီ17ရက်အတွင်းမှာတနေ့ကိုဆေးလုံးလေးနဲ့ပြပြပေးမှာဖြစ်ပါတယ်ပြောရင်းမှတ်ရင်းနဲ့မှကိုဦးနောက်ထဲမှာအမြဲတမ်းမှတ်မိသွားအောင်ချက်လွယ်အောင်ပြပြပေးခြင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ရှင်